အားလုံးမင်္ဂလာပါမျိုးတွေ993ဆိုတဲ့တစ်ကလေးကိုဒီမှာမှတ်ခဲ့ပြီတဲ့နော်993အဲ့3တစ်ကလေးဒီမှာမှတ်ခဲ့ရတယ်391ဆိုတဲ့ဟိုက်မှာ3လို့မှတ်ခဲ့ပြီအဲ့ရနေသူ့သဘင်ဆင်းလာတယ်ဟာဒီ၄ပရိဖြစ်ခဲ့တဲ့အပင်ကနေတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်6ကြိမ်9ကြိမ်ဆင်းလာတဲ့ဟိုက်တနန်းလေးပြန်ထွက်တဲ့နှစ်ကိုသွားမယ်အဲ့ဒီထွက်တာနဲ့တပြိုင်နက်တည်း831အဲ့ဒီ831ဆိုတဲ့ကဏ္ဍလေးကိုကျွန်တော်တို့ကဒီအချိန်မှာအောင်မြင်တာဟုတ်ပြီနော်တနေရနော်နောက်တစ်ခါ939ဆိုတဲ့1လို့မှတ်ခဲ့ပြီလို့938ကိုဒီမှာ3လို့မှတ်ခဲ့ပြီလို့သူ့တပင်ဆောင်းတာနဲ့ဟာဒီမှာ4ပရိအဲ့4ပရိကလေးကို6လို့ပြန်ဖြစ်တာပြမယ်နော်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်6ကြိမ်9ကြိမ်လဲဆင်းရနော်439ဆိုတဲ့ကဏ္ဍလေးဒီဘက်နှစ်မှာပြန်ထွက်သလားထွက်ပြီထွက်လို့ရှိရင်သူ့အပေါ်မှာဒီ3လုံးဒီ6လို့ဖြစ်နေတာအဲ့ဒီ6ဒီတဲ့ဒီ4တဲ့အဲ့ဒါကြောင့်မို့လို့ဟိုက်3လုံး6လေးကိုကျွန်တော်တို့ကဒီပွဲမှာစော့ကြမယ်တဲ့ဟုတ်ပြီနော်ကျွန်တော်ဗီဒီယိုပိုင်းအရှိကြီးပြမယ်ကျွန်တော်ကြုံပြမှာနော်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ခုနလုံးကနော်သူ့ကိုစတည်ခဲ့တဲ့ဒီ4ပရိတ်ကနေပြီးတော့ဒီကိုဆင်းသွားပြီးတော့333ဆိုတဲ့ခဏလေးဒီမှာလာထွက်တဲ့အချိန်မှာဟာဒီ3လုံးဒီ6လို့ဖြစ်တာဒီ4ရဲ့ပါဝါဒီ3လုံးဒီ6ပြီအဲ့ဒီ6လေးကိုကျွန်တော်တို့ဒီမှာအောင်ရမယ်လို့ခေါ်တဲ့အခါမှာသူ့ရဲ့အပေါ်မှာလေးပိတ်လိုက်ပြီလေးထိတ်ကလေးကြာမှာအဲ့ဒီ4ပါဝါဗရိတ်6လို့ဒီမှာကျွန်တော်တို့ခေါ်ကြမယ်တဲ့ခေါ်မယ်ဆိုတော့ဒီကနေပြီးတော့ဟိုက်4ထိတ်ကလေးကနေတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်6ကြိမ်ထွက်တဲ့ထွက်တာနဲ့ဟာဒီမှာခွန်ဘိတ်သူ့ရဲ့3မင်ထွက်တာနဲ့ဟာဒီမှာခွန်ဘိတ်ဟာဒီခွန်ပေါင်းခဲ့တဲ့4အဲ့ဒီ4ကိုမှာဟာဒီမှာ4ထိတ်လို့လာထွက်တာနဲ့တပြိုင်နက်တည်းအဲ့ဒီ4ရဲ့ပါဝါဟုတ်ပြီနော်သူ့ဆောင်မှာ6ပတိသူ့ရဲ့တပင်2ပင်3ပင်4ပင်ထွက်ရင်6ပတိသူ့အပေါ်ဆောင်ရင်6ပတိ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 လို့ဟာလို့3ငါဖြစ်မှာဟာဒီ6နဲ့တဲ့တယ်မှာဟာဒီမှာ6ပတိလို့ကျွန်တော်တို့ခေါ်ပြီးရိုက်ကြမယ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီနေရာမှာထိတ်စီးရွေးကြမယ်ပေါ့နော်ထိတ်ရွေးမယ်ဆိုတော့ဟာဒီခွန်နဲ့ဟာဒီ4နဲ့တစ်ပါလို့ခေါ်ခဲ့တာက993ဆိုတဲ့ကဏ္ဍ1ကိုစဖြီးပြီတဲ့ဟာဒီ3လုံး3ကိုစဖြီးတော့မယ်ဟုတ်ပြီနော်ဖြီးမယ်ဆိုတော့ဟာဒီမှာရှိခဲ့တာ1ထိတ်ဒီမှာရှိခဲ့တာ3ညထိတ်ဒီမှာရှိခဲ့တာ2ထိတ်2 3ည1ဆိုတာ9လို့ဖြစ်တာနဲ့တပြိုင်နက်တည်း1ထိတ်ရတော့3ည8 8 3ညလှည့်ပြီးထိုးယုံမယ်4ပိတ်နဲ့4ထိပ်ပြည့်တဲ့ချိန်မှာဟိုက်4ကြောင်လို့ဗရိတ်6လေးရိုက်တဲ့ချိန်မှာတစ်ချိန်နှစ်ချိန်သုံးချိန်မှာဗရိတ်6ရှိရမယ်တပင်2ပင်3ပင်မှာဗရိတ်6ရှိရမယ်တပင်2ပင်3ပင်4ပင်ထွက်ရင်ဗရိတ်6ရဲ့ဘေးကိုဗရိတ်6လို့ခေါ်တော့ဒီကဏ္ဍလေးကဘယ်လာတော့ဆိုတော့ခုနတုန်းကကျွန်တော်တို့ထောင်ခဲ့တဲ့3ည8 3ည1ဆိုတဲ့ကဏ္ဍလေးကိုပြန်ခေါ်ပြီးတော့ဒီပွဲကိုရိုက်တယ်သူရိုက်တဲ့အချိန်မှာလဲကြည့်နော်ဟာဒီကနေပြီးတော့သူ့ကိုတွက်သွားလိုက်ရင်နော်ဒီကနေတဲ့သွားလိုက်လို့ရှိရင်ဟာဒီ4ပရိတ်ရဲ့ပါဝါကိုဒီမှာ6ပရိတ်လို့ပြန်ခေါ်တာဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒုတိယကတ်ကြည့်မယ်ပေါ့နော်ဒီ3လုံး1လည်းဖြစ်ပြီးဒီ3လုံး3လည်းဖြစ်ပြီးသူ့တပင်ဆောင်းတာဟာဒီမှာ4ပရိတ်တဲ့အဲ့ဒီ4ဖြစ်ခဲ့လို့တစ်ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်9ကြိမ်ရှင်းတော့ဟာဒီကဏ္ဍလေးကဒီကိုပြန်တက်ထွက်တဲ့ချိန်မှာဟာဒီ4ရဲ့ပါဝါကိုဟာဒီအထောင်3လုံးဒီ6လို့ထောင်ထားမှကျွန်တော်တို့ကဒီအပင်မှာထွက်ချင်တာကိုဟုတ်ပြီနော်အဲ့ဒီအပင်မှာထွက်ချင်တယ်လို့ပြောတဲ့အခါမှာဒီအပင်လေးရောက်တဲ့အခါကျတော့သူ့အပေါ်မှာ4ပိတ်သူ့အထက်မှာ4ထိပ်လို့ဖြစ်မှာ4ရဲ့ပါဝါဗရိတ်6လို့ရိုက်မဲ့ချိန်မှာသူကနေပြီးဒီတက်လိုက်ဟာဒီ4ပါဝါ6နော်ဒီ6လို့ဖြစ်မှာဟာဒီ9ရိုက်တဲ့ချိန်မှာသူ့ရဲ့အပင်ဆောင်ကွက်တီဟာဒါဆိုရင်ဒီ4ရက်နေပြီးတော့အပေါ်ရနေပြီးတော့တစ်ကြိမ်2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်ဟုတ်ပြီနော်6ကြိမ်9ကြိမ်ထွက်တာနဲ့ဟ
ဟာဒီမှာခွန်ဘိတ်ဟာဒီမှာခွန်ဘိတ်ဟာဒီခွန်ဘိတ်နှလုံးကိုပေါင်းလိုက်တာ4လို့ဖြစ်ပြီဟုတ်ပြီနော်ဒီ4အဲ့ဒီ4မှာဟာဒီမှာ6ပရိခုနကတော့စတည်ခဲ့တဲ့ဟာဒီခွန်နဲ့ဒီ4နဲ့ဒီလေ1နော်ဒီခွန်နဲ့ဒီ4နဲ့ဒီလေ1အဲ့ဒါဆိုတစ်ချုပ်သွားပြီတဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့ခုနကတော့ခေါ်ခဲ့တဲ့ဒီ3လုံး1ကိုတော့ဖြီသွားပြီဟာဒီ3လုံး3ကိုပြန်ဖြီကြမယ်ပေါ့9 3ညာ8ဆိုတဲ့3ကိုဖြီမယ်ဆိုတဲ့အခါကျတော့ဟာဒီမှာရှိခဲ့တာ8ထိပ်ဒီမှာရှိခဲ့တာ8ထိပ်ဟာဒီမှာခွန်ထိပ်လို့ပြီးဟာဒီ3လုံးကို3လို့ဖြစ်တာ ਨੇ 3ဖြစ်သွားပြီဆိုတော့ခွန်ထိပ်ရတာ ਨੇ တပြိုင်နက်တည်းခွန်8 4နဲ့ခွန်4 8ဆိုတဲ့ကနန်းလေးနှစ်ပေါက်ကိုရိုက်မယ်ရိုက်ဖို့အတွက်ကိုလည်းတူအောင်မဲ့အချိန်မှာသူ့ဘေးမှာဗရိတ်ကူးရှိရမယ်သူ့အဆောင်တဲ့ဗရိတ်ကူးရှိရမယ်တပင်နှစ်ပင်သုံးပင်မှာဗရိတ်ကူးနဲ့ဗရိတ်ကူးလည်းလာထပ်ရမယ်ဗရိတ်ကူး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 လို့လာကြတာအဲ့ဒီကူးတွေဘာကြောင့်ကြတယ်လဲလို့ခေါ်တဲ့အခါကျတော့အဲ့ဒီကူးတွေကခုနကတော့ခေါ်ခဲ့တယ်ကျွန်တော်တို့နော်ဟာဒီ၄ပရိတ်ဒီအဲ့ဒီ၄ပရိတ်ကိုကျွန်တော်တို့ကပြန်ပြီးတော့ပြန်ဖြီတော့အဲ့ဒီ၄ပရိတ်ကလေးကိုမှ၄ပိတ်၄ထိပ်လို့ဖြစ်ပြီးမှအဲ့ဒီချာမှာဟာဒီမှာ9ဟုတ်တော့ပါဘူးဟာဒီမှာ9အဆောင်သုံးလုံးစင်း9ဒီမှာစင်း9အဲ့ဒီ9ကြောင့်မလို့ဗရိတ်9လို့ခေါ်တဲ့အချိန်မှာဒီ3လုံးဒီ3နဲ့ချုပ်တော့ခွန်ထိပ်ခွန်8လေးနဲ့ခွန်4ရှည်ဟုတ်ပြီနော်အဲ့ဒါကြောင့်ဒုတိယအကြောင်းပြန်ရှင်းပြမယ်နော်ကျွန်တော်တို့ကတဲ့ဒီတက်တုံညာ8ကလေးကိုခေါ်မဲ့အချိန်မှာဒီကနေတက်သွားလိုက်တဲ့ဟုတ်ပြီနော်တက်သွားလိုက်ဟာလားဟာဒီမှာကနန်းလေးကအောက်ကကနန်းလေးနော်ဒီကနန်းလေးကိုဒီပြန်ကြတဲ့အချိန်မှာဟာဒီ3လုံးဒီ6ပါလို့ခေါ်တာဒီ4ဗျာအဲ့ဒီ4ကြောင့်ဒီ3လုံး6လို့ခေါ်ခဲ့တဲ့ကနန်းလေးကိုပေါက်ချင်တဲ့ဒီမှာလာတဲ့အချိန်မှာနော်ဟာဒီ4ပိတ်ရမယ်4ထိပ်ရမယ်အဲ့ဒီကြာမှာဟာဒီမှာလာခဲ့တဲ့ကနန်းလေးအောင်မှုကိုဟာဒီ4ကြောင့်တပင်း2ပင်3ပင်တွေ့ဟာဒီ9ဒီ4ကြောင့်တပင်း2ပင်3ပင်စင်ဟာဒီ9ခုနတော့ကလာခဲ့တဲ့9အဲ့ဒီကြာမှာကျွန်တော်တို့ကဒီ3လုံးကို3လို့ချုပ်လိုက်တာ ਨੇ ဒီမှာဗရိတ်9နှစ်ကွက်လဲဒီ3ဒီလဲခုနတော့ကပြလဲတယ်เนาะဟလာဒီ3လုံးဒီ3လို့ဖြစ်ခဲ့တယ်3လို့မှာเนาะဟလာဒီထိပ်3လုံးဒီ3လို့ဖြစ်တဲ့ကနန်းဟုတ်ပြီเนาะအဲ့ဒါဆိုရင်ဒုတိယပြန်ကြည့်မယ်ဟာဒီ4လို့ဖြစ်တာ ਨੇ တဲ့ဒီနှစ်မှာကြည့်လိုက်ဟာဒီ3လုံးဒီ9ဟိုက်ကနန်းလေးကိုထွက်မယ်လို့ဒီမှာခေါ်တဲ့အချိန်မှာလဲဟာဒီမှာ4ပိတ်ဒီမှာ4ထိပ်အဲ့လိုဖြစ်မှာအဲ့ဒီ4ကြောင့်သူ့ရဲ့အပေါ်ကိုတက်လိုက်ဟာဒီမှာ4ပါဝါ9အဲ့ဒီ4ပါဝါဒီ9အဲ့ကြမှာခုနတော့ကလာခဲ့တဲ့9လေးကိုမှဒီမှာရိုက်ဖို့အတွက်ကို9လို့93ဟာထောက်လိုက်တဲ့အချိန်မှာဒီမှာရှိခဲ့တာ8ဒီမှာရှိခဲ့တာ8ဒီမှာခွန်8ခွန်ဆိုတော့3လဲဖြစ်ရော384နဲ့နော်ဟုတ်ပါဘူးဒီ3လုံးဒီ3လို့ဖြစ်မှာခွန်84နဲ့ခွန်48အမြန်ပြောနေရတာဒီကဗီဒီယိုကအရှိကြီးပြမခံလို့ဟုတ်ပြီနော်အဲ့ဒါဆိုလို့ရှိရင်ဒီ frame ကိုကျွန်တော်ဟိုဘက်မှာ live မလွှင့်တော့ဘူးเนาะကဲအားလုံးအမျိုးတွေတဲ့เนาะခွန်84နဲ့ခွန်48တဲ့ဟုတ်ပြီเนาะကဲအားလုံးမင်္ဂလာပါဗျာ73ချိန်အတွက်